တခြားသူတို့ရဲ့စကားလုံးတွေကြောင့်မိတ်ဆွေရဲ့စိတ်ကိုမနာကျင်ပါစေနဲ့လူဘဝမှာကျင်လည်ရတဲ့အခါမှာကိုကဘလောက်ပဲကောင်းမွန်တာတွေလုံးနေပါစေကိုကိုမကြိုက်တဲ့လူကိုကိုမလို့မုန်းထားတဲ့လူဆိုတာရှိကိုရှိနေတတ်ပါတယ်အဲ့ဒါနဲ့ပို့ဆိုတာကကိုယ့်ရဲ့ကွယ်ရမှာကိုယ့်ရဲ့မကောင်းကြောင်းတွေကိုပြောနေရုံမကပဲနဲ့အခွင့်အရေးရမယ်ဆိုလို့ရှိရင်နောက်ကျောကိုဓာတ်နဲ့ထိုးမဲ့လူတွေလည်းရှိနေနိုင်ပါတယ်ဒီလူတွေကကိုကိုမနာလိုဝင်လို့စိတ်နဲ့လာပြီးထိုးနေကြတယ်ဆိုတာမှန်မိမယ်လို့သူတို့ရဲ့လောက်ရကြောင့်ကိုကမခံမရနိုင်နေဖြစ်ဒေါသတွေထွက်ပေါက်ကွဲနေမယ်ဆိုလို့ရှိရင်ကိုကပဲရှုံးသွားပါတယ်ဒါကြောင့်မိတ်ဆွေအနေနဲ့အဲ့လိုအခြေအနေနဲ့ကြုံတဲ့အခါမှာမိတ်ဆွေရဲ့စိတ်ကိုဖြေလျှော့နိုင်မှုတဲ့နီလန်ကောင်းတွေကိုမျှဝေပေးခြင်းပါတယ်ပထမဆုံးနီလန်ကတော့ကိုယ့်ရဲ့တန်ဖိုးကိုကိုယ်တိုင်သိဖို့ပါတစုံတစ်ရာကကိုနာကျင်အောင်ပြောတဲ့အခါမှာသူတို့ရဲ့စကားလုံးတွေကိုသိချစဉ်းစားကြည့်ပါသူတို့ရဲ့စကားလုံးတွေကတကယ်ပဲအရေးပါလားသူတို့ပြောတဲ့အရာကကိုယ့်ရဲ့တန်ဖိုးကိုရှော့ချနိုင်လားတကယ်တော့သူများရဲ့အမြင်ကမိတ်ဆွေရဲ့တန်ဖိုးကိုသတ်မှတ်မပေးနိုင်ပါဘူးမိတ်ဆွေကိုယ်တိုင်ကသာလေမိတ်ဆွေရဲ့တန်ဖိုးကိုသတ်မှတ်ပေးနိုင်တာပါနောက်တစ်နည်းကတော့သူတို့ရဲ့ပြဿနာကိုကိုယ့်ပြဿနာမလုံးမိပါစေနဲ့တခါတလေလူတွေကသူတို့ရဲ့မပျော်ရွှင်မှုတွေမကျေနပ်မှုတွေကိုသူများတွေပေါ်မှာတွန်းချတတ်ပါတယ်သူများတွေပေါ်မှာပြစ်ချတတ်ပါတယ်ကိုနာကျင်အောင်ပြောတဲ့လူတွေဟာတကယ်တော့သူတို့ကိုယ်တိုင်ကလည်းနာကျင်နေလို့ပါပဲဒါကြောင့်သူတို့ရဲ့စကားလုံးတွေကိုလက်မခံမဲနဲ့သူတို့ရဲ့ပြဿနာကိုသူတို့စီကိုပဲပြန်ပေးလိုက်ပါနောက်တစ်နည်းကတော့ရွေးချယ်ခွင့်ဆိုတာမိတ်ဆွေရဲ့လက်ထဲမှာပါပဲသူများရဲ့စကားလုံးတွေကိုလက်ခံမလားညှင်းပယ်မလားဆိုတာမိတ်ဆွေကိုယ်တိုင်ရွေးချယ်နိုင်ပါတယ်ဥပမာတယောက်ယောက်ကမိတ်ဆွေကိုမင်းကအရင်ညံ့တာပဲလို့ပြောရင်အဲ့ဒါကိုလက်ခံမဲဆိုရင်နာကျင်ခံစားရမှာပါဒါပေမဲ့လို့ငါအခုတော့ညံ့နေရဟုတ်တယ်ဒါပေမဲ့လို့ငါစူးစမ်းလို့ရှိရင်အများကြီးတိုးတက်လာနိုင်တယ်လို့မိတ်ဆွေကတွေးလိုက်မယ်ဆိုလို့ရှိရင်အဲ့ဒီစကားလုံးတွေကမိတ်ဆွေကိုတိတ်ပြနာကျင်စေမှာမဟုတ်တော့ပါဘူးနောက်နီလန်တစ်ခုကတော့မိတ်ဆွေကိုမိတ်ဆွေအနိုင်ယူတတ်ဖို့ပါတစုံတစ်ရာကကိုနာကျင်လို့တဲ့အခါမှာကိုအနေနဲ့စိတ်ဆိုးပြီးတော့မြန်မိမယ်ဆိုရင်သူတို့ကအနိုင်ရသွားပါတယ်ဘာလို့လဲဆိုတော့သူတို့ကကိုအဲ့လိုမျိုးဖြစ်စေချင်တာမဟုတ်လို့ပါအဲ့လိုမျိုးဖြစ်လိုက်တယ်ဆိုရင်သူတို့ဖြစ်စေချင်တဲ့နဲ့ကိုကဖြစ်လိုက်တာဖြစ်တဲ့အတွက်ကြောင့်ကိုယ်တိုင်းပဲရှုံးပါတယ်ဒါကြောင့်အကောင်းဆုံးနီလန်ကတော့သူတို့ရဲ့စကားလုံးတွေကိုလွတ်လွတ်ရှုပြီးတော့အေးအေးဆေးဆေးတုံ့ပြန်မှုပါအဲ့လိုလုပ်လိုက်တာနဲ့ကိုယ့်ရဲ့စိတ်အေးချမ်းမှုကိုကာကွယ်နိုင်မှာဖြစ်တယ်လို့မိတ်ဆွေရဲ့မကောင်းတဲ့စိတ်ကိုလည်းပဲမိတ်ဆွေကိုယ်တိုင်အနိုင်ယူလိုက်ရရောက်ပါတယ်နောက်နီလန်တစ်ခုကတော့ကိုယုံကြည်ဖို့ပါဒါကတော့အရေးကြီးဆုံးပါပဲသူများရဲ့စကားလုံးတွေကမိတ်ဆွေကိုဘလောက်ပဲနာကျင်နေပါစေကိုယုံကြည်မှုရှိပြီးအတင်းထားနိုင်နေဆိုရင်ဘသူရဲ့စကားကမှကိုထိကြိုက်အောင်လုပ်နိုင်မှာမဟုတ်ပါဘူးဒါကြောင့်တခြားသူတို့ရဲ့စကားတွေကြောင့်ကိုယ်စိတ်ကိုအနာတရအဖြစ်မခံပါနဲ့ကိုယ့်ရဲ့တန်ဖိုးကိုကိုယ်တိုင်ပဲသိပါတယ်ကိုယ့်ရဲ့စိတ်အေးချမ်းမှုကိုကာကွယ်ဖို့ဆိုတာလေကိုမှာပဲတာဝန်ရှိပါတယ်ဒါကြောင့်မိတ်ဆွေအနေနဲ့တခြားသူတို့ရဲ့ပြောစကားတွေကြောင့်ကိုယ်စိတ်ကိုနာကျင်မခံပါနဲ့